Hey, tai. Apaye. Apaye pite minu no sir. Paye sura balu sale sura. Me pawaji kurong chanta do. Pasani, tira. Hello. Ay tani tira. Kitata mo hoyo. Music mo ho. Pasani shaite ata. Minare ma. Ay tani me pina ma. Ay tani we so. No. Hello boy yo. Ngane yo. Managa pige. 6 နှစ်အထိပေးခဲ့တယ်အဲ့ဒီမှာ2 ငါပါတယ်6ကွက်ထဲတော့အဲ့၄ခုဝမ်းချင်းကိုဘာလို့ပေးရတာလဲဆိုတော့၄ခုဝမ်းချင်းစီစဉ်တဲ့ပုံစံမျိုးတွေ့နေရတယ်ဒီ3လပိုင်းရဲ့2လပိုင်းရဲ့ကသူ့ရဲ့စီစဉ်မှုကိုကြည့်လိုက်တဲ့အချိန်မှာပေါ့နော်တစ်ချော့ဝမ်းချင်းဆင်းတယ်305ဝမ်းချင်းဆင်းတယ်၄ခုဝမ်းချင်းဆင်းတယ်အခုဆိုရင်တစ်ချော့ဝမ်းချင်းရဲ့9-3 ဝမ်းချင်းရဲ့၄ခုဝမ်းချင်းရဲ့ဒီကောင်ကပတ်ပြီးဆင်းနေမတွေ့လားတွေ့တော့မင်းကြည့်လိုက်နော်မင်းတွေ့တယ်မင်းအခုဒီညနေမှာတော့၄ခုမဟုတ်ဘူးဆိုရင်တော့9-3 ဝမ်းချင်းတစ်ခုဆင်းလိုက်တယ်တစ်ချော့ဝမ်းချင်းကမနေ့ကဆိုရင်ပြတ်သွားတယ်ကိုခွင်နဲ့ညနေမှာကိုငါထွက်တဲ့အတွက်ကြောင့်တစ်ချော့ဝမ်းချင်းဖြတ်ပြီးတော့9-3 ဝမ်းချင်းနဲ့ကိုလေးဝမ်းချင်းကိုစီးနေအခုဆိုရင်မနက်ကဆိုရင်9-3 ဝမ်းချင်းစီးနေနော်အေးအဲ့ဒါကြီးတဘောတရားလေးရောနော်ဒီဟာလေးရှိရဲဆိုတာမင်းကိုပုံမှုတာနေဖြစ်နေပြောပြနေခြင်းဖြစ်တယ်ဗောနော်အခုဒီနေ့ညနေမှာလုံးပိုင်ပတ်တီးရောပတ်တီးနှလုံးရှိတယ်နှစ်ခုလုံးကတော့4ပင်စိုက်သေးပဲ6 တလုံးရှိတယ်6 တလုံးတစ်ဖက်မှာ3 တလုံးရှိတယ်နှစ်ခုလုံးက4ပင်စိုက်သေးတယ်အဲ့ရောမင်း6ပတ်မလား3ပတ်မလားဒါမှမဟုတ်6 ကိုဝါချင်းနေပြနေကစားမလား6-3 တကွက်ထဲကိုကစားမလားဆိုတာမင်းအနေဖြင့်စဉ်းစားသုံးသပ်ပေါ့နော်။ဝင်ငါးနေနေရအိုးကွက်ကို6-3ဒါမှမဟုတ်3-6တကွက်ထဲပဲ။အဲ့ဒီတကွက်ထဲပဲရော။အဲ့ဒီတကွက်ထဲနဲ့ခုနအတန်လေးပေါ့နော်။ပတ်စံလေးကိုလည်းအတန်လေးကြားသိ။ဒီနေ့ညနေကို6-3ဝါချင်းကစားမယ်။6လေးထည့်မယ်။6 5ထည့်မယ်3-9ထည့်မယ်3-4ထည့်မယ်3-1ထည့်မယ်အဲ့ဒီ6ကွက်နော်6လေးရဲ့6ကွက်ရဲ့sorry 6လေးရဲ့6-3ရဲ့ပြန်ပြောမှာလေ6-3ရဲ့6-5ရဲ့6လေးရဲ့3-9ရဲ့3-4ရဲ့3-1အဲ့ဒီ6ကွက်ကိုကစားပဲတကွက်ကောမနေပြင်ရတာတားရော3-6တကွက်တည်းပဲ3-6ကိုပို့ပြီးတော့တင်မနေ့က9ထိပ်စီးကျသွားတယ်ဒါပေမဲ့အဲ့9တလုံးအပိုင်ဒီကောင်အပိတ်ဖြစ်ရမှာကိုထိပ်စီးနေပြင်းနေပြီးသွားတယ်ဒီလမ်းကြောင်းက6တလုံးအပိုင်အပိတ်ပေးတယ်အပိတ်က80%4ပင်ဆိုတော့80%ပေးနေ3-6ကိုတဲအနေပြင်းနေမြင်းနေကစားဟုတ်လား3-6နော်အမေနဲ့ဒီကလို3-6ထွက်ခဲ့ရရှိတော့ငါ့ကိုတော့မမေးနဲ့ထုံးတိုင်းပဲငါ့ကိုခါအောင်နော်ငါရဲ့ပညာကြီးရှင်းငါရဲ့ပညာကြီးကိုလို့မင်းတို့နေဖြစ်နေပြီးတင်တယ်လို့ငါယူဆတယ်ကိုယူဆတယ်ပေါ့နော်โอเคပါတာကြီးလို့3-6နဲ့မင်းဘောအကြီးမင်းအနာလေးမှာပစံလေးအတလေးကြောက်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 အောင်စတော့ကဲအောင်တော့ပါပါ see you